စိတ်ကူးတဲ့ရှိသမျှအရာအလုံးကိုလက်တွေ့ဖန်တီးလို့ရတဲ့တစ်ခုတည်းသောကဘာစိတ်ကူးထဲမှာရှိသမျှအရာအလုံးကိုလက်တွေ့ဖန်တီးလို့ရတဲ့ကဘာတစ်ခုရှိမယ်ဆိုရင်ခင်ဗျားတို့ယုံမလားSteve လို့ခေါ်တဲ့ကောင်လေးတယောက်ဟာမိုင်နာတတုတူသမားတယောက်ဖြစ်ဖို့အမြဲအိမ်မက်မှတ်ခဲ့ပေမဲ့သူ့ကိုကူညီဖို့ကြိုးစားတိုင်းဖို့တယောက်ကသူ့ကိုအမြဲမောင်းထုတ်လို့ရှိပါတယ်ဆယ်စုနှစ်များစွာကြာပြီးတဲ့နောက်မှာတော့ Steve ဟာဓာတ်လက်ကိုင်းတွေလက်ရောင်းနေရတဲ့စိတ်တက်ကြတဲ့လူကြီးတယောက်ဖြစ်လာခဲ့ပါပြီတနေ့မှာတော့ Steve ရဲ့နေ့လယ်စာကသူ့ရဲ့ငယ်ဘဝဝါသနာဖြစ်တဲ့တတုတူးပေါ်ခြင်းကိုပြန်အမှတ်ရစေခဲ့ပါတယ်သူဟာသူ့ငယ်ဘဝကမြို့လေးကိုပြန်သွားပြီးအဖိုးအနဲ့ရေးဆိုင်ကတိုက်ခိုက်မှုတွေကိုရှောင်တိမ်ပြီးမိုင်းတွေကိုနောက်ဆုံးမှဝင်ရောက်နိုင်ခဲ့ပါတယ်။တိတ်ဖာပျော်ရွှင်စွာနဲ့နိုင်ပေါင်းများစွာတထုတူးဖော်ခဲ့ပြီးအဆုံးမှာတော့လင်းလက်နေတဲ့လျှို့ဝှက်စမ်းကျဲရှေးဟောင်းပစ္စည်းနှစ်ခုကိုရှာတွေ့ခဲ့ပါတယ်။အဲ့ဒီနှစ်ခုကိုပေါင်းစပ်လိုက်တဲ့အခါမှာတော့ overworld လို့ခေါ်တဲ့အခြား dimension တစ်ခုစီတဲ့တကားပေါက်တစ်ခုပွင့်သွားပါတော့တယ်။ Steve ဟာမိနစ်20တန်းညရောက်လေးရှိတဲ့ overworld ကဘာကြီးကိုချက်ချင်းပဲနှစ်သက်သွားခဲ့ပါတယ်။အရာအလုံးဟာ၄000ပုံစံတုံးနေဖြစ်ပြီးသူစိတ်ကူးတဲ့ရှိသမျှအရာအလုံးကိုဖန်တီးဖို့အဲ့ဒီတွေကိုအသုံးပြုနိုင်ပါတယ်။သုံးမွေးနဲ့လှုပ်ထားတဲ့အိမ်လေးတစ်လုံးအပါဝင်ပါပဲ။ဒီဘက်မှာကဘာကြီးကလှပပေမဲ့ညရောက်တဲ့အခါမှာတော့ဇွန်ဘီတွေအန်ဒီယာကနေလွတ်အောင် Steve တယောက်အိမ်ထဲမှာပဲနေရပါတယ်။တမနက်မှာတော့သူကရန်လုံနေတဲ့ဝန်ပလီတစ်ကောင်ကိုတွေ့ခဲ့တယ်။အယိုးတစ်ချောင်းကျွေးလိုက်တဲ့အခါဝန်ပလီကရင်ပါသွားပြီး Steve ကသူ့ကိုအိမ်မွေးတိရစ္ဆာန်အဖြစ်မွေးစားလိုက်က Dennis လို့နာမည်ပေးလိုက်ပါတယ်။နှစ်တည်းအကြာကြီး Steve နဲ့ Danny တို့ဟာဒေတာအနှံ့ရှောက်သွားပြီးအမခန့်အဆောက်အုံတွေကိုတိဆောက်ခဲ့ကြပါတယ်။နောက်ဆုံးမှာတော့သူတို့ဟာလျှို့ဝှက်စမ်းကြဲတဲ့အပျက်စီးအချို့နဲ့ဘလောက်တုံတုံပြောင်းနေတဲ့တစ်တာတစ်လုံးကိုတွေ့ရှိခဲ့ပါတယ်။ Steve ကအဲ့ဒီအပျက်စီးတွေကိုပြင်ဖို့ဘလောက်တုံးကိုတုံးလိုက်တဲ့အခါပေါ်တဲ့အသစ်တစ်ခုဖြစ်ပေါ်လာပါတယ်။ Dennis နဲ့ Steve တို့ဟာချက်ချင်းပဲဖြတ်ဝင်လိုက်တဲ့အခါနေတာငဲပြည်ကိုရောက်သွားကြပါတယ်။ဒီနေရာမှာပျော်ရွှင်မှုနဲ့ဖန်တီးနိုင်စွမ်းဆိုတာမရှိဘဲရွှေကိုသာအငမ်းမရရှာဖွေနေတဲ့ပစ်လင်းတွေပဲရှိပါတယ်သူတို့ရဲ့ခေါင်းဆောင်ကတော့ off dominant ကိုလိုက်ရှာနေတဲ့ Melgosa ဆိုတဲ့စုံမကြီးပဲဖြစ်ပါတယ် Steve ရဲ့လင်းလက်နေတဲ့ရှေးဟောင်းပစ္စည်းကအဲ့ဒီ off ဖြစ်နေရကြောင်းသူမက Steve စီကအဲ့ဒါကိုလူယူလိုက်ပြီး overworld ကိုပါတိမ့်ပိုက်ဖို့စီစဉ်မှာတော့တယ် Steve နဲ့ Dennis တို့အချုပ်ခန်းထဲမှာပိတ်လောင်ခံထားရပေမဲ့ Dennis ကအဆောင်စီကတော့ကိုယူပြီးလွတ်မြောက်အောင်လုပ်နိုင်ခဲ့ပါတယ်ပြီးတော့ off ကိုပြန်ယူပြီး Steve က Dennis ကိုအဲ့ဒီ off ကိုယူပြီး real world တကယ်ကဘာတွေကအိမ်စီပြန်သွားခိုင်းလိုက်ပါတယ်ပစ်လင်အချို့က Steve ကိုပြန်ဖမ်းမိသွားပေမဲ့အခြားကောင်တွေက Dennis နောက်ကိုလိုက်ကြပါတယ်ဒါပေမဲ့ပစ်လင်က overworld မှာမနေနိုင်ပါဘူးဘာလို့လဲဆိုတော့အဲ့ဒီကိုရောက်ရင်သူတို့ကဇွန်မီတွေအဖြစ်ပြောင်းလဲသွားပြီးပြန်ဆုတ်ခွာရလို့ပါပဲပေါ်တဲ့မွင်းခင်မှာ Dennis ဟာမတော်တဆသူ့လက်ဘက်ကျိုးကိုပြုတ်ကျကျရိတ်ခဲ့ပါတယ် real world မှာတော့သူက off go Steve ရဲ့ green အောက်မှာဖွက်ထားလိုက်ပါတယ် off ဟာပြုတ်ကျတဲ့အချိန်မှာကွဲသွားပြီးပေါ်တဲ့တကားပေါက်လည်းပိတ်သွားပါတယ်အခုတော့ Dennis တယောက်ဒီဘက်ကဘာမှာတောင်းတင်နေရပါပြီနှစ်ပေါင်းများစွာကြာပြီးနောက်မှာတော့ Garrett ဆိုသူဟာအိုက်ဒါဟိုပြည်နယ်ကမြို့နယ်လေးတစ်ခုမှာ retro ပစ္စည်းဆိုင်လေးဖွင့်ထားပါတယ်သူဟာ80ခုနှစ်တွေတုန်းက arcade game champion တယောက်ဖြစ်ခဲ့ပြီးအဲ့ဒီအောင်မြင်ကြော်ကြားခဲ့တဲ့အချိန်တွေကိုဆွဲလန်းနေတော့မှာပဲခုတော့သူဆိုင်ကအယောင်းဝယ်မကောင်းတော့ပဲဆိုင်ကဖယ်ပေးရတော့မဲ့သတိပေးစာပါရောက်လာပါတော့တယ်ငွေလိုလုံးလို့ Garrett ဟာတဆင့်ပြန်ရောင်းချလို့ရမဲ့တမိုးရှိတာလေးများတွေ့မလားဆိုပြီးပစ္စည်းဟောင်းလေလံပွဲတစ်ခုကိုတွားခဲ့ပါတယ်အဲ့ဒီမှာရှားပဂိမ်းဆက်ပါတဲ့တစ်တာပုံတစ်ပုံရှိတာတိလိုက်ရလို့ဘန်စင်းထဲမှာပတ်စံမရှိတဲ့ချက်လက်မှတ်နဲ့ဒေါ်လာ900ပေးပြီးဝယ်လိုက်ပါတယ်Atari ဆက်တစ်တာကိုဖွင့်လိုက်တဲ့အခါမှာတော့အထဲမှာဘာမှမရှိပဲအလွတ်ကြီးဖြစ်နေတာတွေ့လိုက်ရပါတယ်သူကလည်းဒေါသထွက်ပြီးပစ္စည်းတိုးလောင်ကန်းကိုဖျက်ဆီးပစ်လိုက်ရမှာတစ်တာတွေက off အပိုင်းစားတွေပြုတ်ကျလာတာကိုသတိမထားမိလိုက်ပါဘူးပိုဆိုးတော့ကအိမ်ပြန်ဖို့လို့တော့လမ်းအလဲကောင်မှာကားပြက်သွားပြန်ပါတယ်အဲ့ဒီအချိန်မှာပဲမောင်နှမနှစ်ယောက်ဖြစ်တဲ့နာတာလီနဲ့ဟင်နရီတို့ဟာသူတို့အမေမဆုံးခင်မှားထားတဲ့ဆန္ဒအရအဲ့ဒီမျိုးလေးကိုပြောင်းလာကြတာပါလမ်းမအတိုင်းမောင်းလာရင်ဂရက်တယောက်သူ့ကားကိုဒေါသတကြီးဖြစ်နေတာကိုတွေးလိုက်ရပါတယ်မြို့ကိုရောက်တဲ့အခါအိမ်ချမ်းမြေအကျိုးဆောင်ဒွန်းကသူတို့ကိုအိမ်တော့တွေပေးပြီးနာတာလီအလုပ်လုပ်ရမယ်အာလူကျော်ဆက်ယုံကလက်ဆောင်ကိုပါပေးပါတယ်ဒွန်းကတရိษံလေးတွေနဲ့ထိတွေ့လို့ရတဲ့ပတင်စုဖွင့်ဖို့အိမ်မရှိတာကြောင့်သူကားပေါ်ကတရိษံလေးတွေတင်ထားတတ်ပါတယ်ဟင်နရီကြောင်းတက်တဲ့ရက်မှာတော့သူ့ရဲ့ဖန်တီးတန်စွမ်းတွေကိုအတန်းပေါ်တွေကလှောင်ပြောင်ကြပါတယ်သူကပတ်တစ်ခုတီထွင်ပြီးစမ်းပြပေမဲ့မတော်တဆအာလူကျော်ဆက်ယုံနဲ့ပြက်ကြပြီးပြဿနာတက်ခဲ့ပါသေးတယ် Garrett ကဟင်နရီရဲ့ဦးလေးအဖြစ်ဟန်ဆောင်ပြီးကြောင်းကိစ္စတစ်ခုကိုရှင်းပေးခဲ့ရပါတယ်ဆိုင်ရောက်တော့ဟင်နရီကသူ့အကြံဉာဏ်တွေအမြဲတမ်းရှုံးနေရလို့စိတ်ပြက်ပြီးမှတ်စုစာအုပ်ကိုလွှင့်ပစ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းတွေကိုတွေ့ပြီး Garrett ရဲ့သတိပေးချက်ကိုနားမထောင်မဲ့ပေါင်းဆက်လိုက်ရာ
off လုံးကြီးကစပြီးလင်းလက်လာပါတယ်။မိနစ်အနည်းငယ်ကြာတော့နာတာလီနဲ့ဒွန်းတို့ဟာဟင်နရီကိုလိုက်ရှာရင်မိုင်းတွင်ဟောင်းတစ်ခုစီရောက်လာခဲ့ကြပါတယ်။အဲ့ဒီမှာ Oz ကပေါ်တယ်နဲ့စွမ်းအင်တန်းတစ်ခုချိတ်ဆက်လိုက်ပြီးဟင်နရီကိုစတင်ဆွဲယူပါတော့တယ်။မကြာခင်မှာပဲကျန်တဲ့လူတွေပါ overwatch စီပါသွားကြပြီးလှပတဲ့မြင်ကွင်းကြောင့်အားလုံးအံ့အားသင့်သွားကြပါတော့တယ်။နေတာမှာတော့မဲဂိုဆာက off ပြောင်းလာတာကိုအာယုံခံပြီး Steve ကို off တော့ပြန်ယူခိုင်းပါတယ်။ Steve သာ off ကိုယူမလာပြီးရင်သူမဖမ်းထားတဲ့ Dennis ကိုတပ်ပစ်မယ်လို့ချိန်ချောက်ပါတယ်။ overwatch မှာတော့ညားရောက်လာပြီးပင့်ကူစီးလာတဲ့အယိုးကောင်တပ်ဖွဲ့တွေမီးများတွေနဲ့ပြစ်ခတ်တိုက်ခိုက်ပါတော့တယ်။အဖွဲ့သားတွေလူချင်းကွဲသွားကြပြီးဟင်နရီကတော့တစ်ပင်တွေကိုထိုးဖြတ်ပြီးဘလောက်တရသွားမှတီသွားကအဆောက်အုံတစ်ခုဆောက်လုပ်ပါတယ်။ Garrett ကတော့ Creeper တကောင်ကိုလက်သီးနဲ့ထိုးမိပြီးပောက်ကွဲမှုကြောင့်လွင့်ထွက်သွားပါတယ်။နောက်ဆုံးတော့သူတို့အားလုံးဘလူးရဲ့ဝိုင်းရံချင်းကိုခံလိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲပစိန်တလက်နဲ့ဘလူးအုပ်ကြီးကိုတယောက်တည်းရှင်းပြလိုက်တဲ့သူရဲကောင်းတယောက်ပေါ်လာပါတယ်။အဲ့ဒါကတော့ Steve ပါပဲ။ Steve က off ရဲ့အပိုင်းစနှစ်ခုလုံးမရှိရင်အိမ်ပြန်လို့မရကြောင်းနောက်ထပ်အသစ်တစ်ခုရဖို့ Wolfland Mansion စီတွားရမှာဖြစ်ကြောင်းရှင်းပြပါတယ်။ Steve က off ကိုပေးမယ်ဆိုရင်အိမ်ပြန်ရအောင်ကူညီမယ်လို့ကမ်းလှမ်းရန်သူတို့လည်းသဘောတူလိုက်ပါတယ်။နေတာမှာတော့မဲဂိုဆာကသူရဲကောင်းတွေကိုလိုက်ဖမ်းဖို့ဗိုလ်ချုပ် Changis ကိုဆေးလွတ်လိုက်ပါတယ်။ Steve ကတော့အဖွဲ့ကို Mistport ရွာစီခေါ်သွားပြီးလိုအပ်တဲ့ gear တွေယူခိုင်းပါတယ်။ဒီရွာကိုစောင့်ရှောက်ပေးနေတဲ့ Iron Golan နဲ့လည်းမိတ်ဆက်ပေးပါတယ်။ Steve က Crafting Table ကိုဘယ်လိုသုံးရမလဲဆိုတာသင်ပေးပါတယ်။သူတို့လိုချင်တာကို craft လုပ်ဖို့စီးတွေကိုပုံစံတကျထည့်ပေးရပါတယ်။ Garrett ကနန်းချက်တစ်ခုလှုပ်လိုက်ပြီးဟင်နရီကဘုံပစ်ကရိယာတစ်ခုလှုပ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲ Changis နဲ့သူ့စစ်သားတွေက gas လို့ခေါ်တဲ့တရဝါကြီးတွေစီးပြီးရောက်လာကရွာကိုဖျက်ဆီးပါတော့တယ်။သူတို့အားလုံးပြန်တိုက်ခိုက်ကြပြီးနာတာလီနဲ့ဒွန်းတို့ကလေယာသုံးကရိယာတွေနဲ့ရန်သူတွေကိုနှိမ်နှင်းကြပါတယ်။ Garrett ကအရေးနှိမ်ပြီး Changis လက်ချက်နဲ့တေလူနီးပါဖြစ်နေတဲ့အချိန် Iron Golan ရောက်လာပြီးကဲတင်လိုက်ပါတယ်။ရွာမီလောင်သွားလို့ Steve ကကောင်လေးတွေကိုခေါ်ထုတ်သွားလိုက်ပြီး Electra တွေနဲ့ပြန်တန်းထွက်ပြေးကြပါတယ်။လေထဲမှာပိကလင်တွေနဲ့တိုက်ပွဲဆက်ဖြစ်ပြီးဟင်နရီကစွန်းစွန်းတမန်တက်ခိုက်က gas ကြီးတကောင်ကိုဖြိုချနိုင်ခဲ့ပါတယ်။မြေပြင်ပေါ်ရောက်တော့ Steve ကမဲဂိုဆာရဲ့အတိတ်ဇလန်းကိုပြောပြပါတယ်။သူမကဖန်တီးနိုင်စွာကိုမုံတီးပြီး overwatch ကိုဖျက်ဆီးဖို့ off ကိုလိုချင်နေတာပါ။ Steve က Dennis ကိုကယ်ဖို့အတွက် off ကိုအပေးယူလုပ်ဖို့လိုအပ်နေပါတယ်။တစ်ဖက်မှာဒွန်းနဲ့နာတာလီတို့က Dennis ကိုတွေ့ရှိပြီး Stacy လိုက်လာကြပါတယ်။ Steve နဲ့ကောင်လေးတွေကတော့ Redstone mining တွေဖြတ်တန်းရင်းဝက်တရဝါကြီးရဲ့ရန်ကနေတီတီလေးလွတ်မြောက်ခဲ့ပါတယ်။နောက်ဆုံးမှာတော့သူတို့မန်ရှင်းစီရောက်လာကြပြီးအစီအစဉ်ဆွဲကဝင်ရောက်ကြပါတယ်။ Garrett နဲ့ Steve တို့ကအဆောက်တွေကိုအာရုံလွှဲထားတဲ့အချိန်မှာ Henry က off အသစ်ကိုရှာဖွေနေပါတယ်။ Garrett နဲ့ Steve တို့ဖမ်းဆီးခံရပြီးကြက်စီးထားတဲ့ဇွန်ဘီပုလေးတွေနဲ့တိုက်ခိုက်ရပါတယ်။ Henry ကတော့ Diamond Sword တစ်လက်ဖန်တီးလိုက်ပြီးအန်ဒါမန်နဲ့ရင်ဆိုင်ပါတယ်။ Henry ကအန်ဒါမန်ကိုအနိုင်ယူပြီးအန်ဒါပါကိုရလိုက်ကတငယ်ချင်းတွေကိုတွားခဲ့ပါတယ်။ဒါပေမဲ့သူတို့ထွက်ပြေးဖို့ကြိုးစားတဲ့အချိန်မှာမဲဂိုဆာနဲ့သူမရဲ့စစ်တပ်ကဝိုင်းထားလိုက်ပါတယ်။သူမက off ကိုလူယူပြီးထွက်ပြေးသွားပါတယ်။ကံကောင်းစွာနဲ့ဒွန်းနဲ့နာတာလီတို့ရောက်လာပြီးသူတို့ကိုကယ်တင်လိုက်ပါတယ်။မဲဂိုဆာကနေတာပေါ်တဲ့ထိပ်မှာ off ကိုတက်ဆင်လိုက်တဲ့အခါမှာ overwatch တစ်ခုလုံးအမောင်ကျသွားပါတော့တယ်။နောက်ဆုံးတိုက်ပွဲအတွက်ဟင်နရီကIron Golan တွေကို craft လုပ်ပြီးတိုက်ခိုက်ပါတယ်။နာတာလီက Diamond Soft နဲ့တိုက်ပွဲဝင်သလို Steve ကလည်း Diamond Armor ဝတ်ပြီးမဲဂိုဆာကိုရင်ဆိုင်ပါတယ်။ Henry က Interpal ကိုသုံးပြီးပေါ်တယ်ထိပ်ဖြားစီ Teleport လုပ်သွားပါတယ်။ Grace Hawk က Henry ကိုတိုက်ခိုက်လို့ပြုတ်ကျမလို့ဖြစ်သွားချိန်မှာ Garrett ကကားကြီးကိုစီးပြီးရောက်လာက Henry ကိုနောက်ဆုံးစက္ကန့်မှာကဲတင်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ Henry ကလှန်တစ်ချောင်းနဲ့ gas ကိုထိုးလိုက်ပြီးဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားပြီးဖြစ်ပါတယ်။